ပညာရှိများရေးသားခဲ့တဲ့ကဗျာစာပေအပြည့်မြင်တွေ့ဆုံးမလေးရှိသူဆရာဦးတဲ့ပြည့်ပြည့်ထင်ထင်မြင့်မြင့်မြတ်ကွယ်မလေးအကျိုးတွေ့တဲ့အဖြစ်အားပြောကြတတ်တဲ့သူတွေပလဲရွှေနဲ့ရတနာစစ်ကိုပေးသူအလားလေးစားမြင်လို့ရပါပြီရှင်သာဝတိပြည်မမာလီနှစ်ချိတ်ရွှေပြောင်းတရီသုံးတော်မူစဉ်ကလေးကောတလာတိုင်းစနပုတ်မှာရဟန်းမြတ်စွာဝါကတော်မူကြပြီတနေ့တော်အခါမှာမဟာသမဏများဘာဝနာတရားတိုင်ရရမလေးတပါးနေတပါးစကားမစိုးလူလူသမျှလက်ဟန်ပြဆက်ဆံချစို့လေးတတိဝါလာကင်းပါတိတိုင်နေထိုင်နေကြပါလေဝါလာကင်းလို့တတိချစ်ပြီလေသူလူထွတ်ထားဖူးသွားကြတဲ့ခါမှလေဝါလာကင်းလို့တတိချစ်ပြီလေသူလူထွတ်ထားဖူးသွားကြတဲ့ခါမှလေကစီပိခွေခမနီယကစီပိခွေယမနီယထုံးစင်လာဘဂဝါအာဇိနာမြတ်ဗုဒ္ဓကနှုတ်ခေါ်ဆက်တာတော်မူ၏သူစီခါစနဘုဒ္ဓယဟန်တို့မှာတပါးနေတပါးစကားမစိုးဝါကိုလုံအောင်ကျင့်ဆောင်ခဲ့ကြနှစ်ထောင်အားရရှောက်တည်ခဲ့ကြပါလေထိုခါရှင်ဆောင်မြတ်မောဟောကြားမိမြတ်ပြီယဟန်တို့အားအကျဉ်းမှာလာလာမသိပေရှင်လူအောက်တိထီယာမိဂတာရအကျဉ်းမီမကိုရတဲ့အကျဉ်းဆောင်မိတော်မဟုတ်ပြီဝစီဤကံလူကြီးဆိုပါရဲ့လေအချင်းချင်းအားလျော်အာဘက်ပေါင်းမှာထမြောက်တော့ဝိနီတရားအားရှိရှိလို့စိတ်တော်ဖြူစင်